Hello အားလုံးပဲမင်္ဂလာပါမတွေ့ရတော့နည်းနည်းကြာသွားသလိုခံစားရတယ်ပေါ့နော်ဒီတော့တွင်းမှာညီမတို့ The Letter Podcast ကနေတကယ်ကိုအရင်တော့နဲ့မတူတဲ့ episode အသစ်လေးနဲ့ပြန်လာခဲ့ရဖြစ်ပါတယ်လက်ရှိဒီ podcast ထဲမှာတော့လူကတစ်ယောက်တည်းလည်းမဟုတ်နှစ်ယောက်တည်းလည်းမဟုတ်သုံးယောက်လည်းမဟုတ်ပေါ့နော်ညီမအပါဝင်လေးယောက်ရှိနေရပဲဖြစ်ပါတယ်ဆိုတော့အရင်ဆုံးတစ်ယောက်ချင်းစီမိတ်ဆက်လိုက်ကြတာပေါ့နော်ညီမကတော့မေလာပါ The Letter မှာ graphic နဲ့ podcast management အပိုင်းလုပ်ပါတယ်ပြီးတော့တခြား organization တွေမှာလည်း marketing ဆိုင်ရာဆောင်ရွက်ပါတယ်ရှင်ဆိုတော့တခြားလူတွေလည်းတစ်ချက်လောက်မိတ်ဆက်ပေးဦးမလားဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒလတာရဲ့အိဟန်နေအောင်ပါဆိုတော့ဒါပထမဆုံးတွေ့ဆုံမှုချင်းပေါ့နော်အားလုံးနဲ့ဆိုတော့တွေ့ရဝမ်းသာပါတယ်ပြီးတော့ဒီနေ့ podcast ကအသစ်အဆန်လေးဖြစ်သွားအောင်လို့မေလာအမတို့အားလုံးစကားလေးပြောကြည့်ကြမယ်ဆိုပြီးတော့ဖိတ်ခေါ်ထားရပေါ့နော်ဆိုတော့ဖိတ်ခေါ်ထားရတဲ့လည်းကျေးဇူးအများကြီးတင်ပါတယ်လုံးမဲတွေ့ရဝမ်းသာပါတယ်။ဘာကတော့ဒီ Dalata ရဲ့ social media ပေါ်တင်နေတာတိတ်ဝက်တီပုံဖြစ်ပါတယ်။အခုပထမဆုံးဒီမှာအားလုံးနဲ့တွေ့ရအောင်ပေါ့နော်။အဲ့တော့ဒီမှာညီမတို့ဒီနေ့လည်းမတူတဲ့ဟာလေးတွေကိုပြပြပေးတော့မှမလို့ဆက်လက်ပြီးတော့နားထောင်ပေးကြပါအောင်။ဆိုတော့အားလုံးပဲမင်္ဂလာပါ Aris ကတော့ Aris ပါပေါ့နော်အစ်စ်တော့မဟုတ်ပါဘူးညီမကအရှိရ podcast တွေမှာလည်းမိတ်ဆက်ထားခဲ့ပေါ့နော် The Letter ရဲ့ project coordinator Aris ပါထပ်ပြီးတော့မိတ်ဆက်ရမယ်ဆိုရင်ဆိုတော့ဒီ podcast လေးကိုဒီလိုလှုပ်ဆောင်ဝင်ပေးရဲ့မိလာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့စလိုက်ကြရအောင်ကဲပါမအိမ်ရောမသိမ်ရော Aris ကအားလုံးကျေးဇူးတင်ပါတယ်ဆိုတော့စလိုက်ကြအောင်ပေါ့နော်Agile organization ဆိုတာကိုအရင်ဆုံးအနေငယ်နားလည်သွားအောင်လို့ရှင်းလိုက်မယ်ပေါ့နော်သူက people centric နဲ့ဘယ်လိုပြောရမလဲ first to adaptation နည်းနည်း flexible ဖြစ်တဲ့ type လို့ပြောလို့ရမယ်ပေါ့နော်ခုနပြောတဲ့ people centric မှာဆိုလို့ရှိရင် organization ရဲ့ employee တွေရော product ကိုအားပေးတဲ့ customer တွေရောပါမယ်ပေါ့နော်အဓိကတော့အခုလိုမျိုးတိုးတက်ပြောင်းလဲနေတဲ့ environment တစ်ခုမှာ trend တွေကလည်းအရန်ကူးပြောင်းတာမြန်တယ်ဒီအတွက်ဒီနေ့ရဲ့ demand ကမနက်ဖြန်မှာနောက် demand တစ်ခုဖြစ်ပြောင်းသွားနိုင်တာတွေလည်းရှိရပေါ့နော်ဆိုတော့ဒါကိုအမိလိုက်နိုင်ဖို့အတွက် customer တွေရဲ့ evolve ဖြစ်နေတဲ့သူတို့ရဲ့ demand တွေကိုကိုက flexible ဖြစ်ဖြစ်နဲ့လုပ်ပေးနိုင်ရမယ်ပေါ့နော်ဒီလို flexible ဖြစ်ဖို့ကကိုတယောက်တည်းနဲ့ပဲမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ organization ကပါ hierarchy ဒီယာတုအနေမြင့်နေတာတွေကိုဘေးမှာထားပြီးတော့အားလုံး respect ရှိရှိနဲ့တပြေးညီတက်တက်ကြွကြွအချိန်ကုန်စေမဲ့ဒီအလုပ်တွေကိုပေါ့နော်ပြောရမယ်ဆိုရင်အထက်လူကြီးကို report လုပ်ရတာလိုမျိုးအစစ်စစ်ပြန်စောင့်နေရတဲ့အချိန်ကုန်စေတဲ့အရာတွေကိုရှောင်ပြီးတော့ကိုယူထားတဲ့ task တစ်ခုကိုက confidence ရှိရှိ skillful ဖြစ်ဖြစ်နဲ့လုပ်နိုင်နေတဲ့အနေအထားတစ်ခုပေါ့နော်ဒါက organization တစ်ခုလုံးနဲ့ချီပြီးတော့ပြောလို့ရနိုင်တဲ့ဒီ structure တစ်မျိုးဖြစ်တယ်ပေါ့နော်အကြောင်းမှာသူ့မှာ principle 12ခုလည်းရှိပါတယ်ဆိုတော့ဒါတွေတစ်ခုချင်းရှင်းလိုက်ရင်တော့အချိန်အရန်ကုန်အောင်မှာဆိုလို့ညီမရဲ့ post မှာ link လေးနဲ့တကွာတော့ထည့်ထားပေးမယ်ပေါ့နော်ဟုတ်ညီမရဲ့နည်းနည်းရှင်းတာလေးမှာလိုအပ်တာရှိရင်လည်းညီမရဲ့အမတွေဖြည့်ဆက်ပေးလို့ရပါတယ်အဆင်ပြေရဆိုလို့ရှိရင်တော့ပထမဆုံးမိဘလေးနဲ့စလိုက်မယ်ပေါ့နော်အလုံး traditional organization ဒီ agile ခုနပြောလိုက်တဲ့ပေါ့နော် agile ရဲ့ဒီ structure နဲ့လုံးဝကိုကွဲထွက်နေတဲ့ opposite ဖြစ်နေတဲ့ဒီအထက်လူကြီးဘာတွေ hierarchy နဲ့အလုံးလုံးတဲ့ traditional organization မှာကောလုပ်ခဲ့ကြဘူးလားပေါ့နော်လုပ်ခဲ့ရဆိုရင်ရောအဲ့ဒါလေးကဘယ်လိုမျိုးလေးရှိခဲ့လဲအဲ့ဒါလေးရောတစ်ချက်လောက်ပြောပြလို့ရမလားအတွေ့အကြုံကဘယ်သူတွေစီရလဲဆိုကိုယ့်ရဲ့ဒီအတော်တွေဦးလေးတွေပေါ့နော်ဟိုအတော်တွေဦးလေးတွေစီကမြင်ရသိရတာရှိတယ်အဲ့ထဲမှာဘယ်လို experience တစ်ခုပြောရမယ်ဆိုလို့ရှိရင်ဥပမာအတော်ကပေါ့နော်အဲ့ဒီ corporate တစ်ခုမှာအလုပ်လုပ်တဲ့အချိန်မှာကိစ္စပေါ့နော်ကိစ္စတစ်ခု emergency urgent ဖြစ်တဲ့ဟာမျိုးဖြစ်သွားတဲ့အခါမှာ company ကဒီ तू ကနေပြီးတော့ဒါအဆင်မပြေဘူးဒီဟာတော့ဒီလိုပြောင်းလဲရမယ်နော်အဲ့တော့ဒီဟာကို handle လုပ်တဲ့နေရာမှာတော့သူတို့တွေမတူညီတဲ့ strategy နဲ့သွားရမယ်ဆိုပြီးသူကဒီသူ့ရဲ့ project leader ကိုပြောလိုက်တယ်ပေါ့နော်အဲ့ဒီအချိန်မှာဘယ်လိုမျိုးဖြစ်လဲဆိုတော့ခုနကမေလာရှင်းပြခဲ့တယ်လို့ပဲ agile ဆိုတဲ့သဘောတဘာဝကကြတော့ဒီadaptability အားကောင်းတာပေါ့နော်ဒီဖြစ်လာတဲ့ဟာပေါ်မူတည်ပြီးတော့ဘယ်လိုမျိုးပြောင်းလဲရမလဲဆိုတဲ့ဟာမျိုးကိုသွားတဲ့အချိန်မှာအဲ့ဒီခါမှာသူတို့ရဲ့ဒီအတော်ရဲ့ project leader ကကြတော့ဘာပြောလဲဆိုတော့okay အဲ့လိုမျိုးဖြစ်သွားတာမှန်တယ်ဒါပေမဲ့ကျွန်တော်သူတို့ရဲ့ပေါ့နော်လူရိုးလုပ်ထုံးအတိုင်းပဲဆက်ပြီးတော့သွားကြမယ်အဲ့တော့အဲ့ပုံမှာမူတည်ပြီးတော့ပဲဆက်ပြီးတော့သွားမယ်ပေါ့အဲ့တော့အဲ့လိုပဲပြဿနာကို cognitive ဖြေရှင်းလိုက်ကြရတယ်အဲ့ဒီအချိန်မှာeffective ဖြစ်လားဆိုတော့ effective မဖြစ်နေဘူးပြီးတော့ဒီ progressive လည်းမဖြစ်နေဘူးပေါ့နော်ဒါပေမဲ့သူတို့တွေစီထဲမှာ okay ငါတို့ဒီလိုဟိုသွားတဲ့လမ်းကြောင်းအတိုင်းပဲ traditional way အတိုင်းhandle လုပ်လိုက်တယ်အားလုံးကလည်းဒီ effective မဖြစ်တာသိတော့ငါလည်းပဲ okay safe ဖြစ်တယ်ပေါ့နော်ဒီလိုလုပ်တာက safe ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒီအတိုင်းမဆက်သွားကြမယ် okay ဆိုတော့မျိုးသတ်မှတ်လိုက်တယ်
ကဲပါရှင်အဲ့ဆိုတခြားအမတော့ ဟုတ်ကဲ့အမကလည်းပေါ့နော်အရင်တုန်းကတချို့ organization တွေမှာအမက content writer အနေနဲ့ပေါ့နော်အဲ့လိုမျိုးလုပ်ဖူးတယ်ပေါ့ဒါပေမဲ့အဲ့ organization တွေမှာလုပ်ခဲ့တဲ့အတွေ့အကြုံရဆိုရင်တော်တော်များများပေါ့နော်အချိုင်းသိမ့်မဖြစ်ဘူးပေါ့နော်အချိုင်းသိမ့်မဖြစ်ဘူးဆိုတာအမပြောချင်တာပေါ့နော်အဲ့ hierarchy အရင်ဖြစ်နေရလဲမဟုတ်ဘူးဒါပေမဲ့အချိုင်းသိမ့်မဖြစ်ဘူးသိမ့်မဖြစ်ဘူးဆိုတာဥမာပေါ့နော်တခုခုကိုကအဲ့လိုမျိုးဆုံးဖြတ်တော့မယ်ဆိုလို့ရှိရင်ဒီသူတို့အစစ်စစ်ကိုခုနပြောလို့ report တွေတင်ရတယ်စောင့်ရတယ်ပေါ့နော်စောင့်ရတယ်ဆိုတာဖြစ်တဲ့အတွက်ကိုအခုကိုရီမှန်းထားတဲ့ဟာကိုအခုလုပ်မယ်ဆိုပြီးဒီရက်မှာလုပ်မယ်ဆိုပြီးမှန်းထားတာကိုအဲ့လိုမျိုးအစစ်စစ်နေဆုံးဖြတ်ချက်တွေစောင့်ရတယ်ဖြစ်တဲ့အတွက်အဲ့အချိန်မှာလည်းလူတိုင်းကပေါ့နော်ကိုအလုံးနဲ့ကိုမအားဘူးပေါ့နော်မအားကြဘူးအဲ့အချိန်မှာမအားကြတဲ့ဟာကိုစောင့်ရတာဖြစ်တဲ့အတွက်သူမအားဘူးအဲ့ကိုယ့်ရဲ့ခုနပြောသလိုအဲ့အဓိကဆုံးဖြတ်ပေးမဲ့သူကသူမအားဘူးဆိုလို့ရှိရင်အဲ့ဒါကိုစောင့်ရင်ねရက်တွေကတဖြည်းဖြည်းနဲ့လိုမျိုးပေါ့ကိုတတ်မှတ်ထားတဲ့မှန်းထားတဲ့ဟာကိုမရောက်တော့တာတို့ပြီးလို့ရှိရင်ကိုလှုပ်ချင်တဲ့ဟာကဟိုပေါ့နော်ကိုကဒီအချိန်ကာလတစ်ခုအတွင်းမှာဒါကိုလှုပ်ချင်ပေမဲ့အဲ့ဒါကြီးကကာလကြော်သွားတာတို့အဲ့လိုကိစ္စတွေရောဖြစ်ခဲ့ဘူးတယ်ပေါ့နော်အဲ့ဒါကတော့အမရဲ့ experience ပေါ့ဟုတ် ကဲပါကျေးဇူးတင်ပါတယ်မကိုယ်တိုင်လေးပေါ့နော်ပြောရမယ်ဆိုရင်Arizo လိုပဲ corporate မှာတော့မလုပ်ဘူးဒါပေမဲ့နည်းနည်းအဲ့လိုမျိုးနီးစပ်တဲ့ organization တစ်ခုမှာလုပ်ဖူးတယ်ပေါ့နော်သူတို့မှာဆိုလို့ရှိရင် approval လေးစောင့်နေရတာနဲ့အရန်ကိုအလုပ်တွေမပြီးတဲ့ကိစ္စတွေရှိရပေါ့နော်ဆိုတော့ညီမအနေနဲ့ကတော့ traditional ထက်ဆိုင်အကြောင်းကိုပို့ပြီးတော့ prefer လုပ်တယ်ပေါ့နော်ဒီပါဆိုတော့ဒီအကြောင်း framework နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါကိုအခြေခံပြီးတော့ထားတဲ့ agile thinking ဆိုတဲ့အကြောင်းလေးကိုတစ်ချက်ဆက်ပြီးသွားကြမယ်ပေါ့နော်ကိုကဒီ organization တစ်ခုမှာ member ပဲဖြစ်ဖြစ် leader ပဲဖြစ်ဖြစ်ပေါ့နော်ကို့အနေနဲ့ဆိုရင်ဒီ agile thinking ဆိုတာကိုadapt လုပ်နိုင်နေလားပေါ့နော်ဒါမှမဟုတ်မလုပ်ရသေးဘူးဆိုရင်လို့ရှိရင်လည်းလုပ်ဖို့plan နေရှိလားပေါ့ဒါလေးလည်းတစ်ချက်သိချင်ပါတယ်ဒါ internet နဲ့ဆိုင်ရပေါ့ internet မှာအမတို့ organization တက်လက်တာအနေနဲ့ agile thinking ကို adapt လုပ်နိုင်လားပေါ့ဆိုတော့အရှိက focus တွေမှာပေါ့နော် Aries ပြောထားလို့အားလုံးလည်းရင်းနှီးနေကြမယ်လို့ထင်တယ်ပေါ့နော်အမတို့ကဘယ်ကနေစပြီးတော့ပေါ်လာလဲဆိုတော့ဒီတို့ရင် YCS program တစ်ခုကနေပြီးတော့အမတို့ team တစ်ခုဖြစ်လာတယ်အဲ့ team ကနေပြီးတော့အမတို့ organization ကို sustainable ဖြစ်ဖြစ်ဘယ်လိုဆက်သွားကြမလဲဆိုလို့ရင်းနဲ့ဒီဟာလေးအမတို့ဖြစ်လာခဲ့တယ်ပေါ့နော်ဆိုတော့အဲ့မှာဆိုရင်အမတို့ကအစရ team တစ်ခုအနေနဲ့စရအတွက်ကြောင့်မလို့ဒီခုနလိုမျိုးပေါ့နော် hierarchy မရှိဘူး satellite မသွားဘူးအမားတို့ဘာတွေလုပ်နိုင်လဲအမားတို့တယောက်ချင်းစီကဘယ်လိုမျိုး skill တွေရှိလဲပေါ့ဆိုတော့ဒီဟာတစ်ခုအမားတို့သွားခြင်းတဲ့ဒီ mission တစ်ခုအမားတို့သွားခြင်းတဲ့let's say north star တစ်ခုပေါ့အမားတို့အမားတို့ခုနပြောရဲ targeted community single moms အမျိုးသမီးတွေကိုလုံးဝ effective ဖြစ်တဲ့ business training ပေးခြင်းနဲ့ပြီးတော့တကယ် business world ရဲ့စကားအရပြောမယ်ဆိုလို့ရှိရင်ဒီ exceptional customer service ကိုအမတို့ပေးခြင်းနဲ့ဆိုတာမျိုးဆိုတော့အဲ့ဒါကိုလုပ်လို့ရအောင်အမတို့အားလုံးပေါင်းပြီးတော့ဘယ်သူကဘာတွေလုပ်နိုင်လဲဆိုတာမျိုးသွားရဲပေါ့ဆိုတော့အမတို့ organization မှာဆိုလို့ရှိရင်အဲ့လိုပြောလို့ရှိရင်ပေါ့နော်အားလုံးမေးကြတယ်အမြဲမေးကြမေးခွန်းရှိရပေါ့နော်တခြား organization လည်းမေးတတ်ကြမယ်ထင်ပါတယ်ဘယ်သူက leader လဲပေါ့ဆိုတော့ဘယ်သူက leader လဲဆိုရင်မေးခွန်းကြအမတို့အကောင်က leader ပါပေါ့နော်အဲ့လိုပြောလို့ရှိရင်နည်းနည်းလေးစဉ်းစားကြရဲပေါ့ why ပေါ့ဆိုတော့အမတို့မှာအခုအမတို့ဆိုင်ရာ role ရှိရပေါ့ဆိုတော့ဟိုမှာအမဆိုလို့ရှိရင်ဒီဘက်ကခုနကတော့မိတ်ဆက်တဲ့အခါမှာတော့ပေါ့နော်အမ rule တေချာလေးထည့်ပြီးမပြောလိုက်မိဆိုတော့အမ strategist နဲ့တာဝန်ယူထားတဲ့အခါကျတော့အမမှာဒီအမတို့ business program တွေရေးဆွဲတဲ့အပိုင်းတွေရှိရပြီးတော့ဒီlecturer တွေတဲ့ပေါ့နော်အမတခြား stakeholder တွေနဲ့အမဒီ engagement အဆင်ပြေအောင်လုပ်ရတဲ့အပိုင်းတွေရှိရပြီးတော့သူ Aries ဆိုရင်ဒီမှာရှိနေကြတဲ့လူတွေပေါ့နော် Aries ဆိုတည်ကြတဲ့အတိုင်း project coordinator ဖြစ်တယ်ပြီးတော့မေလာဆိုလို့ရှိရင်ဒါအမတို့ရဲ့ဒီ graphic designer ပြီးတော့ podcast ရဲ့ပါရှိဖြစ်တယ်ပေါ့နော်ဆိုတော့ပြီးတော့တိတ်ဆိုလို့ရှိရင်ဒါအမတို့ social media coordinator ဖြစ်တယ်ပေါ့နော်ဆိုတော့အားလုံးမှာသူ့ရဲ့ဒီအမတို့ဒီ business ကားနဲ့သုံးမယ်ဆိုလို့ရှိရင်တော့ပေါ့နော် departmental လို့တော့ဖြစ်နေရပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဆိုတာတဲ့ test တစ်ခုစီရှိရပဲထားပါတော့ပေါ့နော်ဆိုတော့အဲ့ test မှာအမအပိုင်းဆိုလို့ရှိရင်အမမှာ decision လုပ်ပိုင်ခွင့်ရှိရဲဒါပေမဲ့အမတယောက် decision လုပ်နေရမဟုတ်ဘဲနဲ့အမတို့ကအမြဲ transparency ရှိနေတယောက်နဲ့တယောက်အမတို့ဘာတွေလုပ်နေပြီ progress ကဘယ်လိုဖြစ်နေပြီအမကတော့ဒီဘက်ဘယ်လိုစဉ်းစားထားရဲဆိုတော့ချပြတယ်အမြဲ meeting တွေအမတို့ရှိရပေါ့ဆိုတော့အဲ့မှာဆိုလို့ရှိရင်အားလုံးက suggestion တွေဝိုင်းပေးကြတယ်အမကြီးဒီလိုလေးရောအမညီမတို့ပို့ကောက်လုပ်လို့ရရဲဆိုပြီးတော့အဲ့အဟာကြီးအကုန်လုံးကလည်းအမဘယ်သူကနေဘယ်သူကိုပြောအမားတို့အဲ့ဒါအကုန်လုံးလက်ခံတယ်ပြီးရင်ခုနပြောတဲ့အမားတို့ရဲ့ဆိုင်ရာ test တွေအတွက်အမားတို့ကိုယ်တိုင် leader ဖြစ်တယ်ဆိုတော့အဲ့လို leader ဖြစ်နိုင်အောင်လဲအမားတို့ကအချင်းချင်းအမားတို့ရဲ့ဒီ organization မှာရှိတဲ့ values တစ်ခုတိုင်းတယောက်နဲ့တယောက် empower ပေးနိုင်အောင်စူးစမ်းရတယ်ပေါ့သူဒီ role မှာအကောင်းဆုံးသူ့ရဲ့scale တွေကိုချပြပြီးတော့ excellent ရှိဒီ efficient ဖြစ် perform လုပ်နိုင်အောင်အမားတို့ကျန်တဲ့သူတွေအကုန်လုံးကဘယ်လိုမျိုး support ပေးနိုင်ကြမလဲပေါ့နော်အဲ့လိုမျိုး system လေးနဲ့အမားတို့တွားရပေါ့ဆိုတော့အမားရဲ့
ဒီ personal အမြင်ရတော့အမတို့ကဒီ agile thinking ဆိုရဲprocess တစ်ခုရဲ့ပေါ့နော်လုံးဝbasic ဟာတစ်ခုဖြစ်တဲ့ဒီ flat organization structure ရဲ့ပြီးတော့အမတို့ဒီ collaborative decision making တစ်ခုကိုကောင်းကောင်းလေးတီဆောက်ထားနိုင်တယ်လို့တော့အမကယုံကြည်ထားရပေါ့နော်ဟုတ်တနေ့သူရဲ့အမြင်လေးကိုလည်းကြားချင်ပါတယ်ဟုတ်ကဲ့ပေါ့နော်မအိမ်ပြောတော့ဒီလိုပဲဒီအမားတို့ဒီ organization မှာဆိုလို့ရှိရင်ဒီ agile thinking ကိုစပြီးတော့ပေါင်းချနေကြရပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဒီပေါ့နော် negative data ကိုစခဲ့တယ်ဒီအမားအကုန်လုံးမှာပေါ့နော်ကိုယ့်ရဲ့ skills တွေရှိရဲကိုအားတာရဲ့ level ရှိရဲကိုယ့်ရဲ့အရေးချင်းတွေကိုပေါ့နော်အများဆုံးပေါ်လွင်အောင်ချပြနိုင်တဲ့နေရာတွေကိုစီရှိကြရဲပေါ့နော်အဲ့တော့ကိုတန်ရနယ်ပယ်ကိုကိုယူလိုက်ချင်အဖြစ်ဘယ်လိုအကျိုးရှိလဲဆိုတော့ဒီနယ်ပယ်ကိုကိုကဘယ်လိုပြောမလဲရင်းနှီးနေရဖြစ်တဲ့အတွက်ဒီမှာကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကပို့ပြီးတော့အဆင်ပြေရပေါ့နော်ပြီးတော့အဲ့အခါမှာလည်းနောက်ခဏပြောခဲ့သလိုပဲပေါ့နော်အမအိတ်ပြောခဲ့သလိုပဲတယောက်နဲ့တယောက်ကူညီပေးရအကြံပေးကြရပေါ့နော်ညီမတို့အမတို့စီမှာလီဒါမရှိဘူးခဏပြောလို့ပဲလီဒါမရှိဘူးဒါပေမဲ့အကုန်လုံးကလီဒါပဲပေါ့နော်ကိုဘယ်လိုပြောမလဲကိုအားတာရဲ့နယ်ပယ်မှာအကုန်လုံးကလီဒါဖြစ်ကြရဲပြီးတော့အဲ့ဒါကိုမှတယောက်ရဲ့ပေါ့နော်ဒီအခက်အခဲဖြစ်လို့ရှိရင်လည်းတခြားတယောက်ကကူညီပေးဖို့ဝင်မနေဘူးပေါ့နော်ပြီးလို့ရှိရင်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ခုနအချိုင်းဆိုလိုပဲပေါ့နော်ကိုပိုင်လွတ်လပ်လပ်ပေါ့နော်လိုက်ရောညီတွေပြောင်းဆုံးဖြတ်နိုင်တယ်ပေါ့နော်ကိုရဲ့သက်ဆိုင်ရာအကြောင်းအရာဆိုလို့ရှိရင်ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်အခွင့်အရေးလည်းရှိရပေါ့နော်အဲ့လိုလုပ်လို့ရတယ်အဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့အမားတို့ရဲ့ဒီအမားတို့ရဲ့ process တွေကပို့ဘယ်လိုပြောမကြတဲ့မကြဘူးပေါ့နော်မနှောင့်နေဘူးပေါ့ပြောရမှာဆိုလို့ရှိရင်သူ့ရဲ့တတ်မှတ်ထားအချိန်ကာလအတွင်းမှာပြီးရအမလည်းခုနပြောခဲ့ရပေါ့နော်အမလုပ်ခဲ့ပူတဲ့ traditional organization မှာဆိုရင်လိုမျိုး approval တောင်းရတယ်အဲ့လိုမျိုး report တွေ assist တင်ရအဲ့ဒါဖြစ်တဲ့အတွက်ကြာပေါ့နော်အမတို့ပိုရေးကြအမဆို social media ခေါ်တင်နေတာဆိုတော့ဒီ social media ဘိုင်းကိုလိုမျိုးfocus လုပ်တယ်ပေါ့နော်အဲ့ချိန်မှာဆိုလို့ရှိရင်သူ social media ဆိုတဲ့သဘောอ่ะပေါ့နော်ဒီသူတတ်မှတ်ထားတဲ့လိုမျိုးဟာလေးနဲ့တင်တာပိုကောင်းတယ်ပေါ့နော်အဲ့ဒါကိုမှအမတို့ဒီနေရာမှာဆိုလို့ရှိရင် letter မှာဆိုရင်အမတို့ကပြောလို့ approval တွေပါလိုက်ပြီးတော့စောင့်နေစရာမလိုဘူးအဲ့တော့အမတို့ရဲ့ productivity ကပို့ပြီးတော့တိုးတယ်လို့ခံစားရတယ်ပေါ့နော်ပြီးတော့တဖြည်းဖြည်းတယောက်နဲ့တယောက်လည်းအချင်းချင်းလိုမျိုးကူညီပေးကြရဲအဲ့တော့ဒီ organization ကြီးကပေါ့နော်အချိုင်းဖြစ်ဖို့ပေါ့နော်အမတို့စူးစမ်းနေရပေါ့နော်အဲ့ဒါကိုလည်းစပြီးတော့လှုပ်ဆောင်နေပါတယ်ပေါ့ဟုတ်ကဲ့ပါ Aris ရဲ့အမြင်လေးလည်းတစ်ချက်လောက်ဟုတ်ကဲ့ပါအမဒါဆိုလို့ရှိရင်အရှိမအမနှစ်ယောက်ပြောသွားတာတော်တော်လေးကိုဒါပြည့်ပြည့်စုံစုံပြောပြီးသွားတာပေါ့နော် Aris တောင်မှအများကြီးအောင်ပြောစရာမလိုတော့ဘူးဆိုတော့ညီမမေးခွန်းကပေါ့နော်ဒီ agile တလက်ရက်က agile thinking နဲ့မှာဘယ်လောက်ထိ adapt ဖြစ်နေလဲပေါ့နော်ဆိုတော့အရှိမလည်းအမကြီးပြောသွားတယ်လို့ပဲညီမပြန်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီ agile thinking ဆိုရဲဟာမျိုးကိုညီမတို့ basically ပေါ့နော် basically ဘယ်လိုမျိုး characteristic တွေနဲ့ခွဲလို့ရတယ်ဆိုလို့ရှိရင်ဒီ adaptability အားပြီးလို့ရှိရင် collaboration အားပေါ့နော်ဆိုတော့ adaptability မှာဆိုလို့ရှိရင်လည်းညီမတို့မတ်သိမ့်ပေါ့နော်မတ်အိမ်ပြောခဲ့တယ်လို့ပဲ flash structure နဲ့တွားရပေါ့နော် flash structure နဲ့တွားတဲ့အခါမှာတခုခုပေါ့နော်တခုခုအရေးတကြီးဆုံးဖြတ်ချက်ချရတော့မယ်ဆိုတဲ့အချိန်မျိုးမှာညီမတို့ကလှင်းမြင်လှုပ်ဆောင်နိုင်နေပေါ့နော်တစ်ဖက်မှာလည်းတချို့ရကြဘယ်လိုတွေးလဲဆိုတော့ညီမတို့ကဒီ hierarchy နဲ့တွားမှာပေါ့ flash structure နဲ့တွားတယ်အဲ့တော့အရှိမလည်းပြောခဲ့ပူထားသလိုပဲပေါ့နော်တကယ် decision တွေလုပ်တဲ့အခါမှာဘယ်သူတွေ decision လုပ်မှာလဲဒါပေမဲ့ညီမတို့ letter မှာ at the same time ဘယ်လိုရှိလဲဆိုတော့အားလုံးကကိုကျွမ်းကျင်ရကိုအားတာရပေါ့နော်ဟာတွေကိုဒီ role တွေကိုတယောက်ချင်းစီကတာဝန်ယူပြီးလုပ်နေတယ်အဲ့တော့တကယ်ကိုနဲ့ပတ်သက်တဲ့ကိုရဲ့ role နဲ့ပတ်သက်တဲ့ decision ကိုချမှတ်တဲ့အခါမှာလေဒီ team အားလုံးဒီ team members တွေအားလုံးอ่ะပေါ့နော်ယုံကြည်နဲ့ဒါ decision making process ကိုပေးထားတယ်ပေါ့နော်သက်ဆိုင်ရာသူတွေအားလုံးပေးထားတယ်တယောက်ချင်းစီတိုင်းမှာဒါdecision making power ဆိုတာရှိတယ်ပေါ့နော်အဲ့တော့တခုခုအရေးတကြီးညီမတို့ urgent ဖြစ်တဲ့ကိစ္စမျိုးတွေမှာလိုအပ်လာပြီးပြောင်းလဲဖို့လိုအပ်လာတယ်တခုခုလုပ်ဖို့လိုအပ်လာတယ်ဆိုလို့ရှိရင်ညီမတို့ကယုံကြည်နဲ့ပေါ့နော်အကုန်လုံး decision making လုပ်နိုင်တယ်ပြီးလို့ရှိရင်လည်းadaptability အားလို့ပြောလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုတော့အခုညီမတို့ဒီမြန်မာနိုင်ငံမှာဆိုပို့ပြီးဆိုရပေါ့နော် crisis တွေအများကြီးရှိတယ်တရက်နဲ့တရက်ကဘလို့ဖြစ်သွားမလဲဆိုတာညီမတို့ကအခြေအနေတွေကမတူညီဘူးပေါ့နော်ညီမတို့ဒီခုနမေလာလည်းပြောခဲ့သလိုပဲဒီနေ့ demand ကနောက်နေ့ demand ဖြစ်ချင်မှာဖြစ်မှာပေါ့နော်ဆိုတော့ပြောင်းလဲနေတာနဲ့အညီကိုညီမတို့ကပို့ပြီးတော့ high performance result တွေရကျင်တယ်ဆိုလို့ရှိရင် adaptability အရင်ကောင်းဖို့လိုရပေါ့နော်ခုကာလမှာဆိုတော့ the letter team ကနေthe letter team ကနေပြီးတော့ဒီအဲ့ဒီ adaptability ဆိုတဲ့ဟာမျိုး
adaptability ဆိုရအားကောင်းအောင်ပေါ့နော်အများကြီးစူးစမ်းနေရယ်တစ်ဖက်မှာလည်းခုနပြော collaboration မှာဆိုလို့ရှိရင်လည်းအားလုံးပေါ့နော် transparent ရှိတယောက်နဲ့တယောက်ပေါ့နော်transparent ရှိသွားလှုပ်ဆောင်နေကြတဲ့အခါမှာညီမတို့ဒီကြားထဲမှာ info gap ဖြစ်တာတို့အတက်နိုင်ဆုံးပေါ့နော်အတက်နိုင်ဆုံး short ချပြီးတော့အဲ့လိုမျိုးဒီ agile thinking process ထဲကိုဝင်အောင်ညီမတို့ the letter team ကတဖြည်းဖြည်းနဲ့လည်းစူးစမ်းနေတယ်ပြီးတော့ညီမတို့ရုပ်လုံးပေါ်တယ်လို့လည်းထင်နေပေါ့နော်ဒီအရှိရ podcast တွေမှာလည်းပြောခဲ့သလိုပဲဆိုတော့ညီမအတွက်ကတော့ဒါအများကြီးတော့ပြောစရာမရှိတော့ဘူးเนาะဒါညီမဘယ်လိုထင်လဲဆိုတဲ့ဟာလေး sharing လုပ်ပေးရပါဟုတ်ကဲပါအလုံးကျေးဇူးတင်ပါတယ်ဒါဆိုနောက်ထပ်မေးခွန်းလေးတစ်ခုကိုဘုံလောက်လိုက်ကြရပါတော့နောက်တစ်ခုကကျတော့ဒီအကြားရဲ့ challenge တွေရောဘာတွေဖြစ်မလဲပေါ့နော် benefits နဲ့ challenge တွေရှင်ကြည့်ရင်ရောဒီအကောင့်နဲ့အစိုးမှာဘယ်ကပို့ပြီး influence ဖြစ်နေလို့ထင်ကြလေပေါ့ညီမဆိုလို့ရှိရင်တော့ပြောရမယ်ဆိုရင်သူ့အနေနဲ့သူဒီ traditional ရောအကြားရောအဆင်ပြေနေတဲ့အချက်တွေရောရှိရပေါ့နော်ညီမ traditional paradigm ကကြည့်မယ်ဆိုလို့ရှိရင်တချို့အရေးကြီးတဲ့အရာတွေကတယောက်တည်းလုပ်လို့မရဘူးဒီ department တွေလို့တစ်ခုပြီးတစ်ခုလို့ collaborate လုပ်ပြီးတော့ report တွေတင်ပြီးတော့လုပ်ရတဲ့အရာတွေလည်းရှိရပေါ့နော်အဲ့ချိန်မှာဆိုရင်တော့သူတို့ traditional ကလည်းသူတို့ကနေသူတို့အဆင်ပြေတဲ့အပိုင်းရှိရအမေအကြိုက်ကိုကြည့်မယ်ဆိုလို့ရှိရင်သူကလည်းသူကနေသူအဆင်ပြေနေရပဲပေါ့နော် self decision ဘိုင်းကိုပို့ပြီးတော့ဒီအားပေးတယ်learning based text တွေရှိရကွာကိုကဥပမာထားပါ graphic တစ်ခုမလုပ်တတ်ဘူးဆိုလို့ရှိရင်ဒါကိုသင်ယူရင်းရနေပြီးတော့မှတဖြည်းဖြည်းကျွမ်းလာတဲ့ပုံစံမျိုးတွေပေါ့နော်ဒါဆိုရင်အကြောင်းရဲ့ benefit ဆိုပြောလို့ရမယ်ဒါပေမဲ့အကြောင်းမှာ challenge ရှိလားဆိုရင်ညီမတွေ့ရတော့ဘယ်လိုပြောရမလဲ organization မှာ10ယောက်ရှိလို့ရှိရင်9ယောက်လောက်ကတော့ဒီသူတို့ကနေသူတို့အဆင်ပြေနေဒါပေမဲ့3ယောက်လောက်ကကျတော့ assistant တွေလိုနေတယ်ပြီးတော့ဒီတယောက်နဲ့တယောက်ရဲ့ pace ကိုပေါ့နော် catch up မလုပ်နိုင်ဘူးဆိုလို့ရှိရင်ဒီ organization ကအဆင်မပြေတော့ဘူးပေါ့နော်ဆိုတော့10ယောက်ရှိရင်10ယောက်လုံးကသူ့အနေနဲ့သူလို့တပြေးညီသွားနိုင်နေတဲ့အခြေအနေတစ်ခုမှဆိုရင်တော့ agile ကအရင်က effective ဖြစ်မယ်လို့ထင်တယ်ဆိုတော့ benefits နဲ့ challenge နဲ့ကြည့်မယ်ဆိုရင်တော့တချို့အဲ့လို challenging ဖြစ်တာတွေလည်းရှိပေမဲ့ဒါကိုတကယ်တမ်းအဲ့လိုမျိုးတခြား successfully adapt လုပ်နိုင်လို့ရှိရင်တော့ benefits ကတော့ပို့ပြီးတော့များမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့မတို့အနေနဲ့ရောဘယ်လိုထင်လဲမသိဘူးဆိုတော့ Aris အရင်ပြောလိုက်မယ်ပေါ့နော်တစ်ဖက်မှာ Aris ပြန်ပြစလိုက်ပါမယ်ဆိုတော့ခုနပြောတယ်လို့ပဲပေါ့နော်ဒါဘယ်လိုပဲဖြစ်ဖြစ်ဘယ်အကြောင်းအရာဘယ်ကိစ္စမဆိုတစ်ခုနဲ့တစ်ခုအမြင်အကောင်းနဲ့ဆိုပေါ့နော် pros and cons ဆိုတာတွဲနေတာပေါ့နော်အဲ့လိုပဲဒီ hierarchy မှာဆိုလို့ hierarchy နဲ့အကြောင်းဖြစ်တဲ့ဒီ organization မှာဆိုလို့ရှိရင်လည်းဒါသူတို့နဲ့သူတို့သက်ဆိုင်ရာပေါ့နော် pros and cons ဆိုတာရှိတယ်ဆိုတော့ညီမတို့ဒီခုနအကြောင်း organization ကိုညီမတို့ကဘယ်လိုမျိုးပေါ့နော် adapt လုပ်နေလဲဆိုတာပြောသွားတယ်သူရဲ့ benefit တွေပြောသွားတဲ့အခါမှာညီမဒီတစ်ခေါက်ပေါ့နော်cons လေးကိုနည်းနည်းဒီအားဆိုင်ပြပြောသွားချင်တယ်ပေါ့နော်တစ်ဖက်မှာညီမတို့ pros အနေနဲ့ဆိုရင်flexibility အရင်ကောင်းတယ်ပြီးတော့ညီမတို့က market ထဲမှာပေါ့နော်ဒါဒီ market ထဲမှာတစ်ခုလိုအပ်နေတာအမြန်ဖြည့်ပေးနိုင်တယ်ပြီးလို့ရှိရင်ဒါ team collaboration အားကောင်းတယ်လို့ညီမကပြောခဲ့တာပေါ့နော်ခုနဆိုတော့အဲ့ဒီအချိန်မှာတစ်ဖက်မှာပေါ့ at the same time ဘယ်လိုမျိုးဖြစ်လဲဆိုတော့ဒီagile ဖြစ်တာနဲ့အညီညီမတို့ကအားလုံးကကိုစီဒါကျွမ်းကျင်ရဒီတာဝန်တွေကို responsibility တွေကိုယူထားတယ်ဒါပေမဲ့ at the same time တစ်ဖက်မှာဘယ်လိုလဲဆိုတော့ scope ပေါ့နော်ညီမတို့ရဲ့ဒီလုံနေရတဲ့ scope တွေကတခါတလေမှာ clear မဖြစ်တဲ့ဟာမျိုးရှိတယ်ဒါstartup တစ်ခုဒီ startup တော်တော်များများကြုံရတဲ့ပုံစံမျိုးပေါ့နော်ဒါ cons လို့လည်းပြောလို့ရတယ်startup တော်တော်များများ agile organization structure ကိုကျင့်သုံးတယ်အဲ့ဒီအချိန်မှာပဲဒီကိုယ့်ရဲ့ပေါ့နော်ဒီပထမဆုံး startup လည်းဖြစ်တဲ့အခါကျတော့ကိုယ့်ရဲ့ဒီ responsibility မှာရောပြီးတော့ကိုယ့်အတွက်ကိုပေါ့နော်ဒီ clear boundaries မရှိတာ clear scope ပေါ့နော်အဲ့လိုမျိုးမရှိတဲ့အခါမှာပို့ပြီးတော့ဒီ hierarchy ထက်ဆိုင်လို့ရှိရင် workload များတာမျိုးတွေအဲ့လိုမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါတစ်ဖက်မှာပေါ့နော်နောက်တစ်ခုကကျတော့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ညီမတို့ကဒီခုနပြောသလို decision making ကတယောက်ချင်းစီပုံမှာရှိရပေါ့နော်အဲ့တော့တစ်ဖက်မှာဘယ်လိုဖြစ်လဲဆိုညီမတို့ဒါ data team အနေနဲ့ပဲတွေးကြည့်ရမယ်ဆိုရင်တချို့ကိစ္စတွေမှာညီမတို့ documentation တွေလုပ်ဖို့ကြံခဲ့ပေါ့နော်ကြံခဲ့တယ်ဘာလို့ဆိုတော့ညီမတို့ကဒါအမြင် record ယူရမှာပေါ့နော်ဒါပေမဲ့တစ်ဖက်မှာဒါကိုရီးယားတစ်ခုပြီးတစ်ခုဒါစက်တိုက်လောက်သွားတဲ့ပုံစံမျိုးပေါ့နော်ပုံစံမျိုးဆိုတော့တစ်ခါတလေမှာကိုရီးယား document ယူဖို့မေ့ခဲ့တယ်ပေါ့နော်အဲ့တော့ဒါတွေကိုပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်တစ်ဖက်မှာဒီ hierarchy ကကျတော့အမြဲတမ်းသူ format နဲ့သွားတယ်တစ်ဆင့်သွားတဲ့ခါကျတော့ဒါမျိုးတွေကျတော့လေသူတို့စီမှာပို့ပြီးတော့အားသာချက်ဖြစ်သွားတာပေါ့နော်အဲ့တော့ agile ရဲ့ဒီပေါ့နော်
cons လေးကိုပြောရမယ်ဆိုရင်တော့အဲ့ဒါလေးရှိပါတယ်ဒါ Aries ရဲ့အမြင်ပေါ့နော်တခြားအမတွေလည်းညီမတို့ sharing လုပ်ပေးပါအောင်ရှင့်ဟုတ်ခုန Aries ပြောတာရမ်းမှန်တယ်ပေါ့နော်ဆိုတော့ဘယ်ကိစ္စမဆိုပေါ့နော်pros and cons ဆိုတာအမြင်ရှိတယ်ပြီးတော့ခုနအမပထမဆုံးအကြောင်းအရာပြောတော့ပြောသွားရပေါ့နော်ဆိုတော့ organization တွေကသူရှိနေတဲ့ industry သူ service ပေးခြင်းနဲ့ဒီ targeted customer ပေါ့နော်ပြီးတော့သူရဲ့ majority level ကိုလိုက်ပြီးတော့သူ့အနေနဲ့သူပေါ့နော်သူ့အတွက် effective ဖြစ်နေတဲ့ဆိုရဲဒီ system တစ်ခုရှိကြရပေါ့နော်ဆိုတော့ခုနပြောလို့ပဲဒီ traditional ways ကမကောင်းလို့ဆိုတာမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့အမားတို့ကဒီအမားတို့သွားနေတဲ့ organization topic တစ်ခုကိုပြောနေတာဖြစ်ပေမဲ့လေပေါ့နော်ဆိုတော့ခုနပြောရဲအခက်အခဲတွေရှိရေပေါ့နော်ခုန Aries ပြည့်စုံလေးပြောရတယ်လို့ထင်ပါတယ်အဲ့ဒါကတော့ပြောရရင်ပေါ့နော်ခုနလိုမျိုးအကြိုင်း organization မှာမဟုတ်ဘဲနဲ့ဒီ start up တစ်ခုဖြစ်နေရအကြောင်းမို့ပေါ့နော်ဒီ workload တွေကအများများတယ်ပြီးတော့စတင်ပြီးတော့တစ်ခုခုတီထောင်တဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်တော့ဒီလိုမျိုးစိတ်ရောကိုပါပေါ့နော်အဲ့လိုမျိုးဒီအလုပ်ချိန်ပဲမဟုတ်ဘဲနဲ့24/7မြုပ်နှံထားရတယ်ဆိုတာတော့သဘာဝတစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ခုနပြောသလိုဒီနည်းနည်း cons တွေရှိနေသေးတယ်ဒါပေမဲ့အဲ့ဒါကိုအကောင်းဆုံးအမားတို့ဘယ်လိုမျိုး improve လုပ်လို့ရမလဲပေါ့နော်ခုန agile thinking process လိုပဲအမားတို့ခုရှိနေတဲ့ဟာမှာအမားတို့အမြဲနှိမ့်စင်နေတိုင်းမှာပေါ့နော်ဒီအမားတို့ခုလောလောဆယ် program လေး run နေရဲ့အဲ့ခါကျတော့ဒီ customer ကြီးပေါ့နော် customer လို့ပဲသုံးလိုက်ပါမယ်ဆိုတော့အဲ့ဒီစီကအမားတို့ feedback တွေကိုလည်းအမြဲတမ်းယူပြစ်တယ်ပေါ့နော်ယူပြစ်တယ်ပြီးအမားတို့ဘယ်လိုမျိုးပိုကောင်းလုပ်လို့ရမယ်ပြီးတော့ခုန internet processes တွေမှာလည်းအမြဲတမ်းအမားတို့ဒီ communication ပိုကောင်းအောင်အလောဆယ်ရှိပြီးသား process တွေကိုပဲပေါ့နော်ပို့ပြီးတော့ effective and efficient ဖြစ်အောင်လို့အမားတို့အမြဲတမ်းစူးစမ်းနေရပေါ့နော်ဆိုတော့ခုနပြောသားသလိုပဲပေါ့နော် traditional ways ကမကောင်းပြောတာမဟုတ်ပေါ့နော်ဒါပေမဲ့စဉ်းစားကြည့်ပေါ့နော်ခုနပြောရဲဒီ industry ရဲ့မှာဒီ organization တစ်ခုကရှိနေရတယ်နှစ်30လောက်ရှိပြီပြီးတော့ဒီအထဲမှာဆိုလဲပေါ့နော်ဒီ employees ပေါင်းကသိန်းနဲ့တောင်းနဲ့ချီရှိတဲ့အခါမှာအမတို့တယောက်နဲ့တယောက် transparency ရှိအောင်လူ3000လောက်ကိုခေါ်ပြီးတော့ပေါ့နော် meeting တစ်ခုထိုင်ကြမယ်အမတို့ဆွေးနွေးကြမယ်ဆိုတာမျိုးကမဖြစ်နိုင်ပါဘူးဆိုတော့ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ခုနောက်ပိုင်းမှာဆိုရင်အဓိကကပေါ့နော်ဘယ်လိုမျိုးသွားချင်တာလဲဆိုတော့ဘယ်လို structure တွေပဲရှိဘယ်လိုတွေပဲအလုပ်လုပ်လို့အဓိကကအမတို့ဒီ community organization ဖြစ်ဖြစ် social enterprise ပဲဖြစ် profit organization ပဲဖြစ်ပေါ့နော် whatever it is အဓိကသွားချင်တာကဘာလဲဆိုတော့အမတို့သွားချင်တဲ့ဒီ customer တွေအမတို့အတွက်ဆိုလို့ရှိရင်တော့ဒီ participant အမတွေပေါ့နော်ဆိုတော့အမတို့ဘယ်လိုမျိုးအကောင်းဆုံးသူတို့ရဲ့ဒီ business တစ်ခုဆိုတာကြတော့ဒီ problem တစ်ခုအတွက် solution ပေးရပါဆိုတော့အမတို့ဘယ်လိုအကောင်းဆုံး solution တစ်ခုပေးနိုင်မလဲဆိုတာပေါ့မူတည်ရဆိုတော့ခုနလိုမျိုးဘယ်လို system တွေရှိနေလဲဆိုတာကအဆင်ပြေနေတွေအရင်ရေးမကြည့်ဘူးပေါ့ဒါပေမဲ့ခုနပြောလို့ပဲဒီမေလာဆတော့ပြောရတယ်လို့ပဲဒီ external မှာ changes တွေအရင်များရပေါ့နော် demand တွေအရင်ပြောင်းလဲဆိုတော့အမတို့နိုင်ငံတွေမဟုတ်ဘူး COVID-19 ဖြစ်ပြီးရဲ့နောက်ပိုင်းမှာအလုံးကပိုသိလာကြရပေါ့နော်ဒီ external အရွေးပေါ့အခုဆိုလို့ရှိရင် technology advancement AI ဒါတွေကအရင်မြင်လာကြတယ်ဆိုတော့အဲ့ဒါကို adaptable ဖြစ်အောင်မသွားဘူးဆိုလို့ရှိရင်ဘယ် organization ဖြစ်ဘာ system နဲ့ run နေနောက်ကျကျန်ခဲ့မှာပေါ့ဆိုတော့အကောင်းဆုံးကတော့ဘယ်လိုမျိုးလဲဆိုတော့ဒီအမတို့ခုနပြောရဲပေါ့နော် solution ကိုဘယ်လိုအကောင်းဆုံးပေးနိုင်မလဲပြီးတော့ external မှာဘယ်လိုမျိုးဖြစ်နေပြီလဲအဲ့ဒါတွေကိုအမြဲစဉ်းစားမပြတ်လေ့လာပြီးတော့ဒီ10 star ပေါ့နော်10 star customer experience တခုပေးနိုင်အောင်ဆိုရဲဒီ value တစ်ခုနဲ့ဒီ north star တစ်ခုနဲ့ဒါ run မယ်ဆိုလို့ရှိရင် organization တိုင်းကတော့သူတို့သွားခြင်းတဲ့ဒီ target တစ်ခုပေါ့နော်သူတို့သွားခြင်းတဲ့ vision တစ်ခုကိုရောက်မယ်လို့တော့အမမျှော်လင့်နေပေါ့နော်ဟုတ်ကဲ့ပေါ့နော်ခုနကမအိမ်နဲ့ Aries ကကြတော့ညီမတို့ဒီအမတို့ပေါ့နော်ဒီ agile organization တစ်ခုရဲ့ပေါ့နော်ဒီ cons state ကိုလည်းပြောသွားရပေါ့နော်ဒါပေမဲ့ဒီပေါ့နော်အမအမြင်မှာဆိုလို့ရှိရင်ပေါ့နော်အမကခုနပြောခဲ့သူပဲ tradition way ကိုအသုံးနဲ့ organization မှာလုပ်ခဲ့ပြီးဆိုတော့ဒီမှာပေါ့နော်အမကကောင်းကျိုးတွေ benefits တွေကပုံများရလို့အမရဲ့ညီအရာပေါ့နော်အဲ့လိုထင်မိရဘာလို့လဲဆိုတော့အမတို့ဒီမှာဆိုလို့ရှိရင်ခုနပြောလို့ပဲdecision making တွေလောက်ရတယ်အဲ့လိုမျိုးကိုပေါ့နော်အလင်းအမြတ်တချို့ကိစ္စတွေမှာအမြင်မြန်ဆုံးဖြတ်ရတဲ့ကိစ္စတွေရှိရပေါ့နော်အဲ့ဒါမျိုးကိုပေါ့နော်လောက်ကများလာတဲ့အခါမှာဘာဖြစ်လဲဆိုတော့အမတို့ရဲ့ decision making skills တို့ problem solving skills တွေကမြင့်လာရပေါ့နော်ပြောမှဆိုတဖြည်းဖြည်းနဲ့မြင့်လာရဲ့အဲ့ဘိုင်းတွေမှာကိုကတိုးတက်လာရပေါ့နော်တဖြည်းဖြည်းနဲ့တိုးတက်လာတဲ့အဲ့အပြင်ကိုပြီးတော့နောက်ပြီးတော့ဘာရှိသေးလဲဆိုတော့အမတို့ကဒီမှာဆိုလို့ရှိရင်လည်းခုနပြောလို့ပေါ့weekly meeting တွေလည်းလုပ်ဖြစ်တယ်ပေါ့နော်လုပ်ဖြစ်တယ်ဆိုတော့ကြာတော့ဒီမှာဆိုရင်ကိုယ့်ရဲ့ပေါ့နော်ကိုအခုလုပ်နေတဲ့ကိစ္စတွေက workload တွေများနေလားဘယ်လိုမျိုးဆိုရင်ဘယ်သူကဘယ်လိုကူပေးလို့ရမလဲအဲ့လိုဟာလေးတွေကိုလည်းပို့ပြီးတော့ပေါ့နော်ပြောဖြစ်ကြရပေါ့နော်နောက်ပြီးတော့ခုနမအိတ်လည်းပြောသွားရပေါ့နော်ဒီအမတို့ကအခု start up တစ်ခုကိုစထားတာဖြစ်တဲ့အတွက်ဒီအလုပ်မှာပေါ့နော်24/7အချိန်အာရုံစိုက်ရရဲအဲ့ဒါနော် workload များရလို့ထင်ရတယ်ဒါပေမဲ့အမတို့ဒီဟာကိုဒီ data ကိုစပြီးတော့ပေါ့နော်စပြီးတော့
တီထောင်တဲ့လူတီထောင်တယ်လို့ပြောမှာပေါ့နော်အဲ့လိုလူတွေအကုန်လုံးမှာတူညီရဲ့စိတ်တစ်ခုရှိကြရဲဘာလဲဆိုတော့ဒီပေါ့နော်ကိုယ့်ရဲ့အချိန်တွေအကုန်လုံးကိုဒီ organization ထဲမှာမြုပ်နှံထားမယ်ပေါ့နော်မြုပ်နှံထားမယ်ဒီထဲမှာဒါကြီးကိုလုံးဝစိတ်ရောကိုယ်ပါနှစ်ထားမယ်ဆိုတော့အတွေးကိုယ်စီရှိကြရဲပေါ့နော်အဲ့ဒီလိုမျိုးဖြစ်တဲ့အတွက်ဒီမှာဆိုရင်ခုနဘယ်လိုပြောမလဲဒီအချိန်တွေကို workload တွေများတာအချိန်တွေပေးရတာဒါတွေကိုပေါ့နော်အရင်ပြဿနာလို့အများတန်းမတွေးမိကြဘူးပေါ့နော်တခါလူဆိုတော့တခါလေကြတော့လေဘယ်လိုပြောမလဲပြင်ပတဲ့အခါရှိတော့တခါလေကြရင်တော့အဲ့ဒါကတော့နည်းနည်းတော့workload များတဲ့ကိစ္စတော့ဘာလို့ကြတခါလေကြတော့နည်းနည်းပေါ့ဟိုနည်းနည်းစိတ်နည်းနည်းရှုပ်ကောင်းရှုပ်နိုင်မယ်ပေါ့နော်ဒါပေမဲ့ကိုတွေကဒီပုံမှာအများကြီးစိတ်နေတာဖြစ်တဲ့အတွက်ဒါကိုအများနဲ့တော့ပြဿနာကြီးလို့တော့မမြင်ကြဘူးပေါ့နော်အဲ့ဒါဆိုတော့အမသာပြောချင်တာကြတော့ဒီမှာဆိုရင်အမအတွက်ပေါ့နော်အမအတွက်ဆိုလို့ရှိရင်တော့ benefits တွေကပိုများရဲ့လို့ထင်တယ်ပေါ့နော်ခဏကဟိုဘယ်လိုပြောမလဲဟို cons တွေကိုကြာတော့မှအိမ်နဲ့ Arista ပြပြီးဆိုတော့လေအမကကြတော့ဒီ benefits ဘိုင်းတွေကိုပြောတာပေါ့နော်ဟုတ်ခေပါဆိုဒီအပိတ် question လေးကိုလည်းတခြားဖြေပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒီနေ့ရဲ့ podcast လေးကတော့ဒီလောက်နဲ့ပဲအဆုံးသတ်သွားပြီပေါ့နော်ကြည့်ရှုနေတဲ့သူတွေလည်း Agile Organization အကြောင်းကိုပို့ပြီးတော့ရင်းနှီးသွားကြမယ်လို့ထင်ပါတယ်ဒီနေ့အတွက်ဆွေးနွေးခဲ့ပေးကြတဲ့ Aris ကောမတ်တိန်ကောမတ်အိမ်ကောအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်နော်ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်တတ ကြပါဘိုင်ဘိုင် ကျေးဇူးအများကြီးတင်ပါတယ်တင်ပါတယ် ကျေးဇူးတင်ပါတယ်